အားလုံးပဲမင်္ဂလာပါဒါလေးကကျွန်တော် channel တက်ကနေပြီးတော့တင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုဖိုင်တူတူလေးပေါ့နော်ကျွန်တော်ရိုက်လိုက်ပါမယ်ဖိုင်ရှည်ကတော့ဒီမှာကျွန်တော်ဖိုင်ရှည်စိတ်နေတယ်ဟိုပါပေါ့ဒီဖိုင်ဆိုင်တွေပြန်ကျင်းနေတယ်ပေါ့နော်ဒီကနေပြီးတော့မှဟိုအဲ့ဒီဖိုင်ရှည်ကြတော့မှအပြည့်စုံကြည့်ပါဗျာဒါလေးတော့တူတူလေးပေါ့နော်တူတူလေးဆိုတော့ကျွန်တော်တို့ကဒါ3ကက်စီအများနားလေလွယ်တယ်နီးကျွန်တော်ကတော့2ကက်စီနဲ့မမကနန်းတွေကိုထုတ်တယ်3ကက်စီကင်ရင်အတွေးလိုင်းတွေကင်တယ်ပေါ့နော်3ကက်စီကအတွေးလိုင်းကကျွန်တော်ပြောခဲ့ပြီလေကျွန်တော်ဒီမှာစာရွက်အဟောင်းတွေမှာကိုဖော်ဆောင်ထားတဲ့ဇာတ်လမ်းတွေရှိတယ်ဆိုတော့ဒါကြီးကတော့ကျွန်တော်အခြေပြောမနေတော့ပါဘူးဗျာเนาะဒီ3ကက်စီမှာကဖော်ဆောင်ထားတာတွေကကြတော့3ကက်စီဖော်ဆောင်မှုကကျွန်တော်မန်ပါတွေကြည့်အောင်လဲကျွန်တော်နည်းနည်းလေးအကျိုးအကြောင်းလေးတွေပြောချင်သေးတယ်ဒါပေမဲ့ထားလိုက်ပါတော့ကျွန်တော်ဒါစာရွက်အဟောင်းကြီးเนาะကြာလာပြီเนาะဒီမှာကျွန်တော်ကဖော်ဆောင်ထားခဲ့တဲ့အထဲမှာเนาะဒီ3မိနစ်ပြန်ကြကိုကျွန်တော်ကြိုပြီးတော့ဖမ်းခဲ့တယ်တွေးခဲ့တယ်ဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်3မိနစ်ပြန်ကြဇာတ်လမ်းကဒီလိုဗျာကျွန်တော်ဒီကလင်နာမှာ3ကက်စီတွေးတဲ့ကအတွေးလိုက်ရင်ကောင်းတယ်အတွေးလိုက်ဆိုတာကကျွန်တော်အားလုံးလိုက်နေကြတဲ့ကိုခါဇာတ်လမ်းပဲเนาะအဲ့ဒါတွေဟိုးရှစ်ဒီကလင်နာအစကနေပြီးတော့ကိုခါဇာတ်လမ်းကလာခဲ့တာเนาะလာခဲ့တော့ကိုခါဇာတ်လမ်းတွေလာခဲ့တဲ့အကြောင်းပေါ့ဗျာအဲ့မှာဒီကလင်နာအစအနေပြီးတော့ကစားခဲ့တာပြီးမှကျွန်တော်ဖိုင်အချိန်ရကျွန်တော်ထပ်တင်ပေးမယ်ဆိုအမန်ပါဒီမှတ်ဖို့ကကျွန်တော်ပြောမယ်ဗျာအကယ်မထူးတော့ဘူးเนาะကိုခါဇလန်ကကျွန်တော်ဒီလိုလေးသွားလိုက်မယ်ကဲဒါပြီးတော့မှပြောမယ်เนาะပြောချင်တာတဲ့အများကြီးဗျဟိုဒါအစပြောပါမယ်ဗျာပြီးမှဟိုကပြောတော့မယ်ဟုတ်ပြီကျွန်တော်ကဒီလို148ဇလန်ရှိတယ်ဒီအတွေးလိုင်းထဲမှာเนาะခုနကဒီကိုခါပြေးလာတဲ့ဇလန်ကနေပြီးတွေးလိုက်ရင်148ခွန်းဆက်တရှိတယ်နော်သူပါဝါ693ပေါ့ဗျာ148ပါဝါ693นี่ထောက်တက်ပြီးအဲ693ဇာတ်လမ်းတွေကိုတပြင်းလုံးကြီးရှိတယ်ပေါ့နော်ကွက်ကြကစားခဲ့တာရှိတယ်ပေါ့ဒီ693ဇာတ်လမ်းတွေပေါ့နော်အဲ့ဒီ148ဇာတ်လမ်းတွေပေါ့နော်148ဆိုဒီမှာလဲ148ဒီထိကစားခဲ့တယ်148တွေဒါကျွန်တော်စာရွက်အဟောင်းတွေပါနော်148တွေဒီထိနောက်ပိတ်3လုံးတွေရိုက်ပြီးကစားခဲ့တယ်ဒီနောက်မှာလဲ148ထိပ်ကြီး3လုံးရှိတယ်ကျွန်တော်မျက်စိဒီမှာ148ရှိတယ်ဒီမှာ1ဒီမှာကတော့ရောသွား614ဇာတ်လမ်းတွေမှာရောသွားနော်အဲ့မှာ148တွေပါကစားခဲ့တယ်အဲ့ဒီ148တွေပြောရတဲ့အကြောင်းရင်းကဘာလို့ဆိုတော့ကျွန်တော်ဖော်ဆောင်ပြတဲ့အထက်မှာ148 break နဲ့เนาะအခုကျွန်တော်တို့6ပိတ်နှစ်ခါကြပြောရပါဦးမယ်ဗျာမထူးတော့ပါဒီ6ထိပ်5ထိပ်4ထိပ်ဇလန်เนาะအဲ့654ကအများမြင်မှာတော့ဒီနားက654လို့နောက်ပိတ်3လုံး654ကိုဒီမှာလှမ်းနေပြီးတော့654လို့ထည့်လိုက်တယ်လို့အများမြင်တယ်ပေါ့ဗျာဒါမြင်တာတယ်ပေါ့ဗျာအဲ့654မထည့်ခင်မှာ654တွေဒီနှစ်ပိတ်မှာကစားခဲ့တော့သူကဘယ်မှာတော့ဒီမှာကျွန်တော်ခါတော့လုံး6လို့ရိုက်ခဲ့တာခါတော့လုံး6လေးတိုက်ခါတော့လုံး6နက်က6ထိပ်နဲ့ရိုက်ခဲ့တယ်ခါတော့လုံးက9နက်က3ထိပ်နဲ့ရိုက်ခဲ့တယ်ခါတော့လုံးက4နက်က2ထိပ်နဲ့ရိုက်ခဲ့တယ်အဲ့လိုတွေကစားခဲ့တဲ့ကျွန်တော်တို့6 5 4အထောင်3လုံးဒီ6 3 2ထိပ်စီ3လုံးသူ့နက်ခရီနဲ့ကစားပေးပြီးတော့မှအဲ့ဒီ654တွေဒီမှာ654လို့လာထည့်သွားတယ်လာထည့်သွားတဲ့အခါမှာအဲ့ဒီ654တို့ဒီ6ရက်ငယ်တဲ့5ထိပ်ကိုလှမ်းပို့5ရက်ငယ်တဲ့4ထိပ်ကိုလှမ်းပို့4ရက်ငယ်တဲ့3ထိပ်ကိုလှမ်းပို့လိုက်တာနဲ့စကားစီနီယာဆက်ဆင့်သွားရောဆင့်သွားတဲ့အခါမှာခုနက6နက်က9ကိုထိပ်တောင်3လုံး9နဲ့ကစားတဲ့အကြောင်း5နက်က3ကိုထိပ်တောင်3လုံး3နဲ့နော်ရိုက်သွားတဲ့အကြောင်းလေးနက်က2ကိုထိတောင်3လုံး2နဲ့ကစားသွားတဲ့အကြောင်းဒါလေးကျွန်တော်အကြောင်းထောင်ရှင်းပြခဲ့ပြီးအဲ့တော့အဲ့ဒီက654တို့ဒီ654တို့ဒီကျွန်တော်ဒီဘက်နှစ်မှာ6နောက်ပိတ်2ခါကြာတော့နော်6နောက်ပိတ်ဒီမှာတစ်ခါကြာပြီ6နောက်ပိတ်2ခါကြာလိုက်တာနဲ့တစ်ထိတ်နဲ့ကြာတယ်တစ်ထိတ်နဲ့ကြာသွားတဲ့အကြောင်းနော်သူကြာတဲ့နေရာတွေကကျွန်တော်ဖော်ဆောင်ထားတယ်နော်တခါ9နောက်ပိတ်နော်6ပြီးတော့ဒီဘက်9နောက်ပိတ်ဒီဘက်နှစ်မှာ2ခါကြာမယ်တစ်ခါကြာတော့ဒီမှာကြာပြီ2ခါမြောက်လဲကြာလိုက်ရော9နောက်ပိတ်2ခါမြောက်လဲကြာလိုက်ရောတစ်ထိတ်နဲ့ကြာတဲ့အကြောင်း65တခါ4နောက်ပိတ်နော်4နောက်ပိတ်ဒီနှစ်မှာကျွန်တော်တို့ဒီမှာတစ်ခါကြာပြီရောကဏ္ဍမဖြစ်ရသေးဘူးဟိုကဏ္ဍမဖြစ်ရခဲ့ခွန်90ပြီးတော့184ဟုတ်တယ်ကဏ္ဍမဖြစ်ရနော်ကဲဖြည့်လိုက်ပြီဗျာကျွန်တော်လက်ရေးစောင်းရေးလိုက်ပြီးတော့184ကဲအဲ့တော့4နောက်ပိတ်တစ်ခါကြာ4နောက်ပိတ်ကို2ခါကြာလိုက်တဲ့ခါမှာတစ်ထိတ်နဲ့ကြာတဲ့အကြောင်းအဲ့နေရာမှာကစားခဲ့တဲ့148ဆိုတဲ့ခါလေးပေါ့နော်ဒီ1ခါနဲ့အဲ့16ကို1ခါနဲ့တွဲတယ်15ကို4ခါနဲ့တွဲတယ်အဲ့ဒီက14ကို8ခါနဲ့တွဲတယ်ဆိုတော့ဟာ148ဇလန်းနဲ့ဝင်ပြီးကစားပြီပေါ့နော်အဲ့148ဒီကျွန်တော်အတွေးတွေဖော်ဆောင်ထားတဲ့148သမိုင်းဇလန်းဟုတ်ပြီနော်ကျွန်တော်အကျယ်ကြီးမပြောတော့ဒါတည်းကကျွန်တော်ကြိုတွေးခဲ့တာရှိတယ်148ကြိုတွေးခဲ့တယ်ဒီထက်မှာ140ဇလန်းရှိတယ်148ကြိုတွေးခဲ့လို့ကျွန်တော်က1ပါဝါ6 break ပြန်ကြ4ပါဝါ9 break ပြန်ကြ
10ပါဝါ3ပြိတ်ပြန်ကြကျွန်တော်ချောင်းခဲ့တာဒီမှာ3ပြိတ်ပြန်ကြချောင်းခဲ့တယ်မလာဘူး4ပြိတ်ပြန်ကြကိုလှုပ်သွားတဲ့4ပြိတ်ပြန်ကြလှုပ်သွားတဲ့အကြောင်းကလည်းကျွန်တော်ဖော်ဆောင်ပြခဲ့ပြီဟုတ်ပြီနော်အဲ့တော့ဟို148ကြောင့်693ကိုချောင်းခဲ့တော့ तू မလာဘူး140ကြောင့်695ကိုချောင်းခဲ့တယ် तू မလာဘူး तू 694နဲ့လှုပ်သွားတယ်ဟောဒီကနှစ်ပိတ်က694ဇလန်694ဇလန်တက်ရှိတယ်ဗောနော်ကျွန်တော်694ဇလန်ကပဲထဲမသိဘူးကျွန်တော်ဖော်ဆောင်တယ်အဲဒီ694ဇလန်ဖော်ဆောင်တယ်ဒီ694ဇလန် तू လှုပ်ထည့်သွားတာဟာသွားရောဟေးဒီကောင်ငါမသိငါဦးကြည့်နေတာ694ဇလန်ကရှိတယ်အဲ694ဇလန်က तू က6ပြိတ်ပြန်ကြ9ပြိတ်ပြန်ကြဒီမှာ4ပြိတ်ပြန်ကြဆိုလှုပ်သွားတာဒီမှာတကယ်တမ်းကျွန်တော်ဖတ်တာက9ပြိတ်ပြန်ကြဖတ်တာဇလန်အဲ့လိုနော်ဘာပဲပြတ် तू ကလှုပ်သွားတယ်ဗောဗျာလှုပ်သွားတော့အခုလက်ရှိလှုပ်သွားတာဒီသူက148ဇလန်းနဲ့လှုပ်သွားပြီပေါ့နော်ဒီတစ်ထိတ်6ပိတ်ကို1ခါနဲ့ကစားတယ်တစ်ထိတ်5ပိတ်4ခါနဲ့ကစားတယ်တစ်ထိတ်4ပိတ်ကို8ခါနဲ့ကစားတယ်အဲ့148ဒီဟောဒီထဲကကျွန်တော်ဖော်ဆောင်ထားတဲ့148ဖြစ်ကြောင်းအဲ့148ဖြစ်တော့ကျွန်တော်က1ပိတ်4ပိတ်8ပိတ်ဖြစ်တဲ့အကြောင်းတွေကဇလန်းတွေဖော်ဆောင်ပေးတဲ့148ဇလန်းတွေ692ဇလန်းတွေဒီအခုဒီမှာဖိုင်ဆိုင်ကျင်းနေတဲ့ဖိုင်ထဲမှာအခြေတဝင်သွားကြည့်တော့အဲ့ထဲမှာဘာပါလဲဆိုကျွန်တော်949ဇလန်ကိုဒီအတွေးလိုင်းကနေဖော်ဆောင်ပြထားတယ်နော်ဖော်ဆောင်ပြထားတော့အဲ့ထဲမှာပဲသွားကြည့်တော့အခုကျွန်တော်ပြချင်တာကတော့ဒီထဲကမဟုတ်ဘူးအဝေးလိုင်းကနေပြအဝေးလိုင်းကဆိုတာကြတော့အဝေးလိုင်း3ခက်စီးတဲ့ဆိုင်ဒီအတွေးလိုင်းကမိုက်တယ်နော်အတွေးလိုင်းကမိုက်ပိုကောင်းပါတယ်အဲ့ဒါဒီဖိုင်တက်မှကြည့်ဒီဖိုင်ကဘယ်ချိန်မှတက်မယ်တော့မသိဘူးနော်အဝေးလိုင်းဒီကျွန်တော်တို့6ထိပ်2ပိတ်လို့ရိုက်လိုက်ပြီနော်လွယ်လွယ်လေးပါကျွန်တော်ပြောခဲ့ပြီးသား6ထိပ်2ပိတ်တွေလိုက်ရိုက်လိုက်ပြီ6ထိပ်2ပိတ်တွေရိုက်လိုက်ပြီအဲ6ထိပ်2ပိတ်ရိုက်တဲ့ဇလန်းထဲမှာကျွန်တော်ပြောခဲ့တာရှိတယ်ဟို channel ပြတ်သွားပြီဆိုတော့ပါဟိုဖိုင်နေရှိတော့မှမထင်တော့ဘူး6ထိပ်2ပိတ်ရိုက်လိုက်တဲ့နှစ်ထဲမှာ6ခုနှစ်က automatic မွေးကနန်းကြရတယ်6ခုနှစ် automatic မွေးကနန်းကြရတယ်ဒီဘက်မှာလည်းကျွန်တော်6ထိပ်2ပိတ်ရိုက်လိုက်တဲ့နှစ်ထဲမှာ6ခုနှစ်ဒီ automatic မွေးကနန်းကြရတယ်ဒီမှာတခါတည်းရောသမပို့ပြီး6ခုနှစ် automatic မွေးကနန်းကြသွားပြီဟုတ်ပြီနောက်ထပ်မွေးကနန်းက auto လိုက်တာက198ရှိတယ်ဆိုပြီးကျွန်တော်ပြောခဲ့သေးတယ်နော်198 auto လိုက်တယ်အဲ့ဒီနှစ်ထဲမှာ198က auto လိုက်တယ်ပြောခဲ့ပြီးပြီနော်အဲ့ဒီကောင်ကိုဘာဖြစ်လို့ကစားသလဲဆိုတော့ကျွန်တော်တို့ကကဲထားအောင်များ6ထိပ်2ပိတ်ကို6နှစ်အတွဲကိုဒီ break ဒီနှစ်ပါဝါခွန်နဲ့နော်6နှစ်ခွန်ကနန်းကလည်းဒီထဲမှာကြားတယ်ဒါနောက်တစ်မျိုးတွေ့တာ6နှစ်ခွန်ကနန်းနားလည်မှာပါနော်6ထိပ်2ပိတ်ကိုဒီ break ဒီ1 new break က1ပါဝါ6နဲ့နော်ဒီကျွန်တော်တို့6နှစ်6ဇလန်းကလည်းဒီထဲမှာကြားတယ်ဒါဆိုကျွန်တော်တို့6ထိပ်2ပိတ်ကို6နှစ်တွဲကိုယူ break က8ပါဝါ3နဲ့6နှစ်3ဆိုပြီးတော့နော်အဖိုးပြုတ်ဝုံးမဲ့6နှစ်3ကလည်းအာမွေးကနန်းဒီထဲမှာရှိတယ်ဆိုတဲ့အကြောင်းဒီအတွေးတိုင်းထဲမှာရှိတဲ့အကြောင်းလည်းကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီနော်ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကတွေးလိုက်တဲ့ senior အနေနဲ့အဲ့6နှစ်ဆိုတော့1ပေါ့ဗျာအဲ့1ဒီကျွန်တော်တို့ကဟိုဒီလို line တွေကအတိအကျမလုပ်ဘူးလှဲ့တယ်ဆိုတာပြောချင်တာเนาะတစ်ထိတ်လို့စကြတာနဲ့တစ်ပိတ်ရဲ့အောက်ဆောင်ဒါမျိုးလေးတွေးခဲ့တာပေါ့เนาะဒါဆိုဒီတစ်ဒီတစ်ထိတ်လို့စကြတစ်ပိတ်ရဲ့အောက်ဆောင်ဒါဆိုဒီတစ်ဒီလာမလာဟာလာဖို့ကတော့တစ်ပိတ်ကဟိုဘက်နေ့ကမရှိဘူးဟာမရှိတော့ဘာကြီးတို့တိုးတော့လာသွားတယ်ဟုတ်ပြီเนาะဒီ line တွေကဟိုဘက်မှာမရှိလေလုံးတဲ့အကြောင်းကိုပြောပြတာပါကောင်းပြီနောက်တစ်မျိုးတွေးတယ်182လို့လာမယ်182လို့လာရင်ဒီဇလန်ကသူ့ရှေ့နှစ်မှာ654လို့ထောင်ခဲ့လို့182ကလာတာလားဒီလိုလေးတွေလည်းတွေးခဲ့ကြပါတော့654ထောင်တဲ့ဇလန်လည်းရှိတယ်ဖော်ဆောင်စရာတွေအများကြီးရှိသေးတယ်နော်အဲ့တော့654တွေထောင်ခဲ့ပြီးတော့မှ9နှစ်ခွာခဲ့တဲ့ဇလန်ပေါ့ဗျာ182က654ထောင်တဲ့ပြီးမှလာထွက်တာလားဒါမျိုးပေါ့ဟာဒါဆိုရင်ဒီမှာ182ပြီးတော့183ဒီ654ထောင်တဲ့ခါသုံးလုံး654ထောင်တဲ့ပြီးမှလာထွက်တာလားဒါမျိုးပေါ့ဒါဆိုကျွန်တော်တို့654ထောင်တဲ့ပြီးမှ184လာထွက်မှာလားဆိုတဲ့အတွေးကရှိခဲ့တော့လဲပဲ654ထောင်တာကတက်184ထွက်တာတက်ရောလှုပ်ဟိုခွဲလှုပ်သွားတယ်ပေါ့ဗျာပြောပြတာပေါ့နော်ကဲဖိုင်ရှိတော့မယ်ဒါဆိုညီကုန်းချုပ်လိုက်တော့မယ်ဟိုအကျေမပြောတော့ဖိုင်ရှိတော့မယ်ဒါဆိုအဲ့ထင်မှာကဆိုလိုချင်တာဖြစ်တဲ့နောက်ကိုလိုက်တော့မယ်ပေါ့ဖြစ်တဲ့နောက်ကိုလိုက်တော့အဲ့လိုမျိုးတွေလှည့်ွက်လေးတွေရှိတယ်ရှိတော့ဖိုင်ရှိတော့မယ်ညီကုန်းချုပ်ပြီး6နှစ်6ပါဝါ4နှစ်နဲ့က4ဟုတ်ပြီနော်အဲ့4နောက်ပိတ်ဒီနှစ်ထက်မှာတစ်ခါကြမယ်4နောက်ပိတ်ဒီတစ်ခါကြမယ်နောက်တစ်ခါလဲ4နောက်ပိတ်လို့ကြားလိုက်ရော4ပါဝါ6ရိုက်ပြီအဲ့မှာ4 9တွဲနဲ့ရိုက်ပြီ4ခါ6ပိတ်ဘရိတ်က4မို့လို့4ပါဝါ6ပိတ်နဲ့ရိုက်လိုက်တယ်နားလည်မှာ4နောက်ပိတ်နှစ်ခါကြတယ်ကြားလိုက်တာနဲ့4ပါဝါဒီ6ပိတ်4ခါနဲ့တွဲတယ်ဘရိတ်က4မို့လို့4ပါဝါ6ပိတ်နဲ့လာပေါက်သွားတယ်4နောက်ပိတ်နှစ်ခါကြတဲ့အောက်မှာဖြစ်စဉ်ဟုတ်ပြီဒါဆိုရင်6နှစ်6ပါဝါ4နှစ်နဲ့ခက်လေး4နောက်ပိတ်ဒီကျွန်တော်တစ်ခါကြပြီတစ်ခါကြနောက်တစ်ခါကြလိုက်တာနဲ့4နောက်ပိတ်နောက်တစ်ခါကြလိုက်တာနဲ့ဘာဖြစ်သွားလဲဆိုတော့4ပါဝါ6ကြတယ်4ခါအော်တိုနဲ့တွဲတယ်ဘရိတ်ဒီ2ပါဝါခွန်ဘရိတ်နဲ့ရိုက်သွားတယ်4ကိုရပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ6နှစ်6ပါဝါ4နှစ်နဲ့ခက်4နောက်ပိတ်တစ်ခါကြပြီနောက်တစ်ခါ4နောက်ပိတ်လို့ကြားလိုက်တာနဲ့4ပါဝါ6နောက်ပိတ်လာမယ်6နောက်ပိတ်လာပေးပြီးတာနဲ့4ခါနဲ့တွဲပြီဒါဆိုရင်ဘရိတ်က3ပါဝါ8ပြအောင်949အဖွာပြေးထိုးဆိုတဲ့949ဇလန်ရှိတယ်တော်ပြီဒီလောက်နဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်မယ်949ရပြီနော်ဖိုင်ရှိလို့လောက်နဲ့ညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲညာကုန်းထိုးရေးချဲပေါက်ကြပါစေ4ပါဝါ9
နော်၄ခါအော်တိုထဲပရိက3ပါပါရှင်းနေဆို949ဆိုတဲ့ကဏ္ဍလေးတစ်ပေါက်ကို6နောက်ပိတ်နဲ့ထိုးလို့ okay ပါကြောင်းဒီလောက်ပါပဲအားလုံးပဲညံကုန်ထိုးချက်ပေါက်ကြပါစေကျွန်တော်ထွန်းလင်းပြဖြစ်ပါတယ်ဗျာနော်ဒါ channel တစ်ကလေးကတင်မှုအတွက်အစီအစဉ်ထားတာဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေ channel တစ်မှုလို့အတိုးလေးတွေတင်ရမှာမလို့ပါ channel အဟောင်းတွေကတော့ဟိုကောင်တွေကမနာလိုတဲ့ကောင်တွေကထုနေတာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ပြတ်တော့မှာဖြစ်ပါတယ်ကဲဒီလောက်ပါပဲဒီ channel တစ်လေးတွေ့ join ထားကြပါရန် Telegram တွေကိုလည်း join ထားကြပါရန်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်မှာချလိုက်ပါတယ်ခင်ဗျာ